တော့ဖုန်ကြည့်ပါရဲ့နော်ဒီကဒီကားထားကြတော့ကြည့်ရအောင်နော်ဟောကဒီလိုလေးကလည်းနေတာဒါမြင့်ဒီလိုမွေးနေတယ်ဘာဖြစ်လို့လဲဘဝရှိဒီဆက်လောက်ရအခုကဖောက်ရမှာပေါ့နော်ဆွမ်းလန်းတယ်ဆိုတဲ့ဥပဒေဒီဥပဒေကဘာဖြစ်လို့လဲလူချင်းမှုတဏှာကြောင့်လူချင်းမှုတဏှာကဘာကြောင့်လာတာလို့ဆိုခံစားရလို့ခံစားမှုကခက်တဲ့တော့ကြာလေးကိုပိတ်ထားလေးထုတ်ထားတာပေါ့နော်ဒီဆိုကခေါင်းတရားအာယုန်နဲ့ဆက်သွယ်ထိတွေ့မှုကဘာကြောင့်လို့ဆိုလို့ရှိရင်ပေါ်တယ်ဒီဆက်သွယ်ရေးအာယုန်ဝတ္ထုတွေဆက်သွယ်ရေးခရီးပေါက်သွားမသိဘူးပေါ့နော်စစ်ခွက်ရမှုတူပါအဲ့ဒါတူပေါ့နော်ဘာလဲလို့ဆက်ကြည့်ရအောင်ရုပ်နာကိုရထားလို့ပဲတဲ့ပေါ့နော်ဟိုရုပ်နာတွေကဘာကြောင့်ကြီးထွားလာရတာတော့ဆိုတရင်စိတ်ကလေးကြောင့်တရင်စိတ်ကိုဘာကြောင့်ရပြန်လို့ဆိုဖန်တီးထားတဲ့ကံတရားကြောင့်ပဲဒီဖန်တီးထားတဲ့ကံတရားကိုဘယ်သူကလုံးနေတာလို့ဆိုအဝိဇ္ဇာကလုံးနေတာပါလို့ဆိုပြီးဒီလိုနောက်ကျောင်းပြန်ပြီးတော့ပြိဿဘုဘကလူဘဝတယုတ်ကိုခေါ်ထားတာဖြစ်တာဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းလို့ဒီအခုကဲ့သို့ပြိမာမရှိဘူးဆိုခံစားမှုပေါ်လာမှာခံစားမှုမှမရှိတွေ့တာမှုဆိုတာလည်းလာမှာမဟုတ်ဘူးမတွေ့တာရင်ဆွဲလန်းတာဆိုလည်းမရှိနိုင်ဘူးဆွဲလန်းမှုမှမရှိရင်ဘဝဆိုတာဆက်ပြတ်သွားတာပေါ့ဘဝမှာမရှိရင်ဇာတိဆိုတာပဲလာမလဲဇာတိမရှိဘူးဆိုရင်ကိုရမှာတို့တရားမှာတို့မရှိဘူးတစ်ဖက်လေးရပါပါပြီဒီလိုဆက်ဆက်ပြီးတော့တွေးခေါ်ပြီးဆုံးဖြတ်တာအဲ့ဒါကခရီးတော်လေးရှုတဲ့ဝိပဿနာနောက်မှနော်ဘယ်လိုရရပေါ့နော်တားတခြားဝင်ရှိရလူဘဝကိုခုလိုမြင်ရတော့အရင်လို့ပဲတရားချင်းခင်ပြောအရင်လို့ကြည့်နေရပေါ့နော်သူကလူရဒီပရိစ္ဆသမုပ္ပါဒ်ကိုဒီလိုမြင်အောင်ဗာနဲ့ဆင်ញင်တာတော့ဆို right understanding ခေါ်တဲ့တမ္မာဒိဋ္ဌိပဲဒါကြောင့်မို့လို့တန်နေရောနော်တရားဟုတ်ကလူကိုရတဲ့ဆောင်းရတမ္မာဒိဋ္ဌိကိုရှေ့တန်းတင်ပါလေအားရတက်ပြီလေအခါအမြဲကျွတ်တာပါအဲ့မကျွတ်အောင်ထားမကျွတ်အောင်ထားရင်တော့ကျွတ်မှာပဲအဝိဇ္ဇာကြောင့်တန်တရားလဲတယ်ထိုတန်တရားကိုရပ်တန့်နေလို့ရှိရင်အသိပညာရအောင်ရှာရအဲ့ဒီအသိပညာရဖို့အဲ့ဒါရပါရင်လည်းဒီပါမကန်တဲ့ဒီတော့မကန်မှုအထောက်မှုလိုအပ်တယ်အဲ့ဒီမကန်တဲ့အထောက်မှုဟုတ်တယ်ထားရမယ်ပြချင်ခံရမယ်အဲ့ဒီလိုရှိလာရင်စက်တစကြည့်နေရပဲဘာမှမသိမကန်တဲ့အလုပ်ရတစ်ခုပေါ်မှာစိတ်အာယုံစိုက်ထားဖို့လိုတယ်စိုက်ထားတဲ့အာယုံလေးကတည်ငြိမ်သွားဖို့လိုတယ်လို့ဆိုတယ်ဒီမဂ်ကင်ရှိပါရောက်သဘာဝတရားတွေဟောစက်နေရဟိုမှာတည်ရောက်တာပေါ့နော်မမကြီးတဲ့အဝိဇ္ဇာကိုဖယ်ရှားပြလိုက်နိုင်ပါလေအဝိဇ္ဇာဆိုတဲ့ကိလေသာကိုဖယ်လိုက်တာနဲ့တကြိမ်နဲ့ကံတရားတွေမလာတော့ဘူးကံတရားတွေမလာခဲ့လို့ရှိရင်ခုနကနောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ပြဿနာထုတ်ကတိတ်တာပြဿနာတွေအကုန်လုံးငြိမ်းသွားမှာဖြစ်တယ်အဲ့ဒီအငြိမ်းထက်ရသွားတာကိုအဲ့တုတ်ကပဲဟဲ့တုတ်ကပြောင်းနေရမနော်အေးမင်းဟောတော့အားလုံးကတရားချင်ခင်သူတို့စင်ပြိဿပေါင်းလို့တာဝါဒိဋ္ဌိလို့ပြီးတော့ချောက်ကိုကြတော့အဝိဇ္ဇာကိုဖယ်ရှားပြီးတော့ပြဿနာတွေအားလုံးကတန်ရာဝဆင်းရဲကမြုပ်ရောက်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းတတ္တဝါများစွာဝိယံကောချမ်းသာကြပါစေတတ္တဝါများစွာဝိယံကွာချမ်းသာကြပါစေဆရာကြီးတက်ပြီးတော့ပြပါမယ်
အားလုံးကြည့်ဖို့လည်းကျေးဇူးတင်ပါတယ်တတား